ပရိသတ်တွေလည်းသိချင်နေတာဖြစ်ချင်ပါတယ်အခုသိကောပါသိကောပါလေဒီကပါဗျာပရိသတ်များမင်္ဂလာပါကျွန်တော်ကတော့ကောင်းမြတ်ဆန်ပါခင်ဗျာပရိသတ်များမင်္ဂလာပါကျွန်တော်နာမည်ကတော့ကောင်းဆန်နိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နှစ်တူတူခေါ်ပါတယ်ဒီတော့ကြတော့ဒီကားရဲ့မှာပေါ့နော်တန်ငွေကြီးဆွဲနေရလေးပြုဆောင်ရပါရှင်မင်္ဂလာပါရှင်ကျမနာမည်ကတော့ August ဖြစ်ပါတယ်လုံးနှစ်ပြရအောင်တော့ပါတော့ပါပရိသတ်တွေကရှင်းနေကြတယ်ပေါ့နော်ဒီကကြီးပြတဲ့ပရိသတ်တွေရောပဲနောက်ပြီးတော့ဒီအတူလေးရတယ်တစ်စင်စိတ်ဝင်စားတဲ့ပရိသတ်တွေလည်းအရှင်ဆိုအားမလို့အားမရရင်ဖြစ်နေတဲ့အချိန်မှာတရားချင်းတွေကစိတ်ပတ်လေးတွေကိုကြားပြီးတော့ကိုရိုက်ထားတဲ့အချိန်မျိုးမှာခံစားတဲ့တွေလည်းဘယ်လိုမျိုးရှိနေပေါ့နော်အရင်မျောနေထားတာထက်ပိုပြီးအားရတယ်ပေါ့နော်အဲ့လိုပြောချင်အားမလို့အားမရဖြစ်နေတာအားရဟုတ်တယ်တို့လည်းတကယ်အရင်ပြောပါဘာလို့ဆိုတော့ဒီဇလန်တွဲဆိုလို့ရှိရင်ဒါတကယ်တော့လေကိုရီးယားဒါအစလေးပဲရှိသေးတယ်ဒါပေမဲ့အဲ့အစမှလည်းထင်မထားတော့ကိုပြီးအားခဲ့တဲ့ကြောင့်ကိုပြီးပီတိဖြစ်မိပါတယ်ဟုတ်အဲ့ကိုကမသိတဲ့လူဆိုတဲ့အနေနဲ့တော့အញ្ញမ်းမဆဲရသေးဘူးတင်တယ်နော်သိတယ်တော့သိတယ်လားဒါလည်းရှာတော့ကိုရတယ်ဟုတ်ကဲ့စမောက်တဲ့ဒီကိုဘာလာပြောဆိုဘာဖြစ်လို့ချစ်သွေးကိုမရွေးရရလဲအဲ့လိုမျိုးပြောတာအမားတော့ချစ်သွေးကိုမရွေးလို့ပြဿနာရှာခံရတယ်ဒါစိုက်ပါဈေးလာဝယ်တဲ့လူတွေတော့မှပဲကလေးတွေပြောသွားတယ်ချစ်သွေးကိုမရွေးခဲ့လို့ခံရမှာကြားရီကိုကတော့တေးကြဟာချစ်ခွေရှိရပေါ်ရောက်ငါပဲကြည်လာတော့မှာဟုတ်ချင်ပါဘူးရင်းနှီးကိုသိနေပါလူသားတို့ထသိနေပြီယောက်ျားကြီးချစ်ခွေနိုင်တယ်ဟုတ်ကဲ့ဟုတ်ပါတယ်အဲ့တော့ဒီစကားမှာကလေဒီမင်းသားနှစ်ယောက်ရဲ့အားတိုင်မှုတော့ဟုတ်လဲမဲတော့မဟုတ်ဘူးဆိုကြတော့ဘယ်လိုလဲဆိုတော့ဒီလိုဇလန်းတွေကိုကြည့်ပြီးလူတွေကဖြစ်တယ်ထင်တာမင်းတော့ဒီလိုဇလန်းတွေကြည့်ပြီးဘယ်လိုဖြည့်ရှင်းမလဲဆိုတဲ့ဟာမျိုးလေးတွေပေါ့နော်သူတို့ဆိုလို့အဲ့ဟာလေးတွေကိုပို့ပြီးတော့လေးထားကြည့်ပြီးတယ်။ချို့ကြတော့မကောင်းမှန်းသိတယ်မစွန့်လွတ်နိုင်လေကိုပြီးနာကျင်ရလေကိုကတက်လန်လေးပိုပိတ်လေတယောက်ကြတော့လေချစ်ကိုပိုးကွယ်ပြီးတော့ဒါပြောတယ်လေဟုတ်တယ်ဆက်ဆက်နေတာဟုတ်တယ်ဆောက်ရလိုက်ပြီတကယ်ကလူတွေကအချင်းနဲ့တွေ့တဲ့အခါကြလို့ရှိရင်ယူသွတ်သွားတာဒါရဖြစ်တဲ့လေတရားမဖြစ်တဲ့ဆိုတာသိပြီးနေဆောင်းဒီမှာအဲ့အချစ်ကိုပဲရွေးချယ်လိုက်တယ်အဲ့လည်းရှိရဆိုတာဒါရမှန်ပါတယ်ညာရောင်းတဲ့အပိုင်းလေးပေါ့နော်ဒါပေမဲ့မုန်းတဲ့သူဟုတ်ကဲ့အဲ့မှာရှိလာတယ်ဆိုပြီးပြင်းပြင်းဒီကနေ့မပီပြင်းတဲ့ခါတည်းမပီပြင်းအောင်လို့ကျွန်တော်ပြောရမလားဒါမှမဟုတ်ရင်တို့လေလာမသိဘူးပေါ့နော်တဲ့ကောင်တို့ချောင်းလို့လေတိလောင်ကိုရရန်ပြောမှန်သူဇွန်းနုနေတော့လေတန်တဲ့သူတန်နေတာအော်တိုတွေလက်တွေတဲတော့အဲ့မဒီကိစ္စရတယ်စစ်မပြေနော်ဟုတ်ကဲ့ချစ်ထွေးအပြင်မှာတကယ်ချစ်ထွေးလားဒီမှာချစ်ထွေးပါငါလည်းချစ်ပွေးပဲလားတော့ဒီမတ်တင်ကပြောပြအောင်မယ်ကားလေဒီလားတို့တွေကားတွေမောင်းသွားတော့ကားတွေကဖုန်နေရမ်းပြေးနေတာအဲ့ပါပါကောင်းမစံချစ်တယ်ချစ်တယ်အဲ့လိုလေးဟိုဘယ်လိုပြောလဲကားအနောက်လေးပြီးမှဘသူကားလဲချစ်တယ်ဘုကောင်းစံပိုင်တဲ့ကိုကောင်ကကိုယ်နဲ့ရေဘူးအဲ့ဟိုရွေးချယ်ချင်းအပြန်ကြမှာအနောက်ကတော့ဖုန်နေကားကလေဟိုကြလေဒီလမ်းကဖုန်နေနေဆိုတော့လေကားမှာဖုန်နေချက်ဖုန်နေပဲတဲ့အဲ့မှာအဝေးကနေလှမ်းကြည့်ကိုထင်းနေတာအသေးပုံလေးနဲ့အဲ့လိုမျိုးလေးတော့အဲ့ဒါလေးကြည့်ပြီးတော့လေကိုရီးယားပီတီဖြစ်တာပေါ့နော်ပြောမယ်ဆိုလို့ရှိရင်သူတို့ဒါပထမဆုံးဒီမှာသွားရိုက်တာပေါ့နော်သွားရိုက်တဲ့ချိန်မှာလည်းအဲ့လိုလာကြည့်ကြတယ်ပြီးရင်နောက်တစ်ခုကကိုရီးယားရိုက်နေလို့တိတိလေးနေပေးပါအောင်ဆိုလဲအတန်ကိုလုံးဝမထတော့ဘူးအဲ့လိုမျိုးလေးပူပန်းပါဝင်ပြီးတော့ပေါ့နော်ကုညီပေးကြတယ်အဲ့ဒီဟာလေးတွေကတော့တကယ်အမှတ်တရလေးအဲ့ကားကိစ္စဆိုလို့အဲ့ဒါလေးကမသူဆိုရင်ပုံအောင်ရိုက်ထားလိုက်သေးတယ်အဲ့တော့မသိဘူးဘိုင်လေးတော့တင်လိုက်တာဘိုင်လေးတော့တင်တာဝေလက်ခဲရတော့မှကြည့်တော့ငါကပ်ဘူးတွေ့တာပါဒါဦးရမ်းလာနေရတယ်သူညောက်ကြပါရုပ်အောင်မျိုးဖြစ်တာဒါရင်တော်လေးမှားတယ်ဒီကောင်းမှာအများကြီးအားဆိုင်ပါနော်သိလားဟုတ်တယ်ဆက်ရည်စမှာတော့ကြာတော့လေအဲ့လိုတငယ်ချင်းတွေကပြောနေကြရှိရလေအိမ်တော်ပြုတ်သွားတာနှောက်နေတယ်ဒါများဆိုအဲ့မှာစိုက်တယ်ဟုတ်ဘူးအတွေးဝင်သွားငါအိမ်တော်ပြုတ်ထားတာပြောလိုက်ရလို့ရှိရင်ငါ့ကိုလည်းအဲ့လိုပဲပြောကြမှာလားဆိုတော့အဲ့လိုမျိုးလဲအဲ့ဒီစိတ်နဲ့ပဲရှောက်ဖို့ပြောတာဖြစ်တယ်အဲ့လိုမျိုးစုံပေါ်လေနော်သူလည်းအဲ့ဒီဟိုပေါင်ရင်းချင်းရဲ့ရိုက်ခတ်တန်တွေမျိုးစုံပြောအဲ့လိုမျိုးကြီးဖြစ်ပြီးအကြောင်းမျိုးကြောင့်မပြောပြတာသူလည်းတကယ်တော့ကျွန်တော်တကယ်ပြောချင်တယ်ကျွန်တော်ရစာရှိချင်တယ်ဟုတ်ချစ်ပြီးတော့အားလေးစားမှာဆက်တွေ့ပြောစားအောင်လေဒီလိုတူတူတူနိုင်ပါတယ်ပါလေဟုတ်ကဲ့ပါအားပေးပါအောင်ရှင်ကျေးဇူးပါဟုတ်ကဲ့ပါဆေးပါဆေးပါ